မေတားစတဲ့အောင်နေမေရဲ့ဟဲဟုတ်လားဒါအမလေးဝမ်းတိုက်တာကွယ်မေတားလေမေပြောသားရှိရဲ့အေးပြောလေတာမေတားလေမြို့မှာတောင်းတက်ချင်လို့မေရဲ့အမလေးတားရဲ့တားသွားလို့ဆိုမေကဘာသူနဲ့နေရမှာလဲအော်မေကလည်းတယောက်တည်းမနေရဘူးလားတားရဲ့မေကကျမ်းမာရင်မကောင်းတာတယောက်တည်းနေလို့ဘယ်ရမလဲတားရဲ့အဲ့ဒါဆိုရင်လေမေရဲ့ဆွေမျိုးနဲ့တွားနေကြည့်ပါလားမေအမလေးတားရဲ့မေရဲ့ဆွေမျိုးတွားအောင်ကိုပါနဲ့မေတောင်တော့ကြည့်လို့ရတာမဟုတ်ဘူးအော်ဒါနဲ့တားမြို့သွားမှဆိုတော့ပတ်စံနေလို့မှာပါတားရဲ့ဟုတ်တယ်မေရဲ့ပတ်စံနေရတော့လို့တယ်အော်တားရဲ့မေတော့ပတ်စံမရှိတာအဲ့ဒီပတ်စံဘူးသွားချားမှာလေအော်မေကလည်းမေရဲ့အိမ်နဲ့လေတွေရှိရပဲရောင်းလိုက်ပါလားဟဲ့တာအဲ့ဒီအိမ်နဲ့ချက်နဲ့ရောင်းနေမေကမှသွားနေရမှာလေမေအဲ့ဒါဆိုရင်လည်းမရောင်းမနဲ့ပေါင်နှမ်းလိုက်ရောအမလီတာရဲ့လောလောဆယ်မသွားပါသေးနဲ့အောင်ပတ်စံရင်အောင်စုပေါင်းတာရဲ့ဟုတ်မေဟုတ်မခင်ဟဲ့မကြိုင်ဘာဖြစ်တာလဲအမလီဘာဖြစ်ရမှာလဲရှင်းရတာပေါ့ကျမရဲ့တမျိုးလာကြိုက်တယ်တဲ့အော်လူငယ်တွေပဲဟဲ့ကြိုက်ပါစေဟဲ့အမလီကျမတော့သဘောမတူနိုင်ပါဘူးအော်မကြိုင်ရဲ့လူငယ်ဆိုတာကြိုက်တာတော့ချစ်တာတော့ရှိမှာပေါ့ဟဲ့ဘာကြိုက်တာလဲအမလီရှင်းလို့လို့မွဲတိတ်ပြီးစုပ်ပြတ်တက်နေတာနဲ့သဘောမတူနိုင်ပါဘူးမကြိုင်ရဲ့အဲ့လိုပြောပါနဲ့ကျမတို့တရားတဲ့သားတွေပဲလေနားလည်ပြရမှာပေါ့ဘာလို့နားလည်ပြရမှာလဲရှင်တို့လိုလေမွဲတိတ်ပြီးတော့လေစားကြမရှိတဲ့ဟာနဲ့သဘောမတူနိုင်ဆွေမျိုးလည်းမတော်နိုင်ဘူးအေးပါနင်သဘောမတူဆိုလည်းငါတန်ခါပြောထားပါမယ်အေးပြောထားရှင့်သားကိုလည်းအိမ်မလာစေနဲ့အေးပါတားရေမေတောက်ပြောတာရှိလို့လားအေးဟုတ်တယ်တားရေမနေ့ကလေမကြိုင်ရသမီးမင်းကြိုက်တယ်လို့ပြောရဆိုဟုတ်တယ်မေရဲ့တားကလေသူ့သမီးကြိုက်နေတာဒါပေမဲ့သူ့အမြင်သဘောမတူဘူးမေအမလီတားရဲ့တားမကြိုက်ပါနဲ့သူတို့ကြောင့်လည်းမင်းတိတာနဲ့သူတို့ကက်လန်နေရောလေမေတားသူ့သမီးဝယ်ချစ်တာမကြိုက်ပါနဲ့တားရဲ့မနေ့ကလည်းသူ့အမြင်မင်းပြောရစရာအောင်မရှိဘူးပြီးတော့လို့ဆိုမေတို့နဲ့တူတို့ကလည်းအစ်စ်နဲ့ကွာတယ်လေတားရဲ့မေရဲ့အစ်စ်နဲ့ကွာနဲ့ဘာဆိုင်လို့လဲအဓိကတားနဲ့သူနဲ့ချစ်နေရလေအော်တားရဲ့မဆိုင်ဘူးဆိုမှလည်းသူတို့မာနာကြီးတယ်မရအောင်မရတားတော့သူ့ပဲရှိမှာသူ့ပဲလက်ထက်မှာဒါမေပြောတော့လည်းငါ့အောင်စမ်းပါအောင်မသိဘူးမရတားဘာမှလာမပြောနဲ့မကြားချင်ဘူးအမလီရဲ့ငါသားတဲ့ငါစိတ်ညစ်ပါတယ်ဒေါ်လေးသမီးရှိလားဟဲ့ကောင်လေးနင့်ကိုငါသမီးသဘောမတူလို့ပြောထားရလေနင်ဘာလို့လာလဲဒေါ်လေးရဲ့အဲ့လိုမလုပ်ပါနဲ့တားသူ့တကယ်ချစ်လို့ပါဟဲ့ကောင်လေးနင်ကဘာတွေပေးနိုင်လို့လဲဘလို့တောက်ဖို့ယူမှာလဲဒီလောက်စင်ရပြီးမွဲတင်နေဟာဒေါ်လေးကဘာလို့ကျင်လို့လဲဟဲ့ကောင်လေးငါသဘောမတူသွားပြန်တော့လောက်ပါဒေါ်လေးရဲ့တားသူ့တွေ့ချင်လို့ပါခေါ်ယူပါအောင်နော်ဟဲ့ကောင်လေးငါပြောနေတယ်မဟုတ်လားနင်မကြောက်လားလောက်ပါဒေါ်လေးတခါပဲငါပြောနေလေဟုတ်ဒေါ်လေးဟုတ်